ဒီမိုကရေစီအတွက်လှုပ်ရှားနေတာပဲတရားနဲ့တရားတိုက်ခိုက်နေဖို့မလိုပါဘူးသဘောတူညီချက်ယူပြီးတော့နားလည်မှုယူပြီးတော့ဆက်ပြီးတော့လှုပ်သွားမယ်ဆိုလို့ရှိရင်အဆင်ပြေနိုင်တယ်လို့ကျွန်မယုံကြည်ပါတယ်အခုဒီမှာရုံတရုံဝင်မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းများတွေမကနေဆက်မှာရောက်နေတဲ့ကျောင်းသားအဖွဲ့အစည်းများနဲ့ပတ်သက်လို့လေကျွန်တော်တို့ဟာမဟာမိတ်သဘောထားထားတယ်ဆိုတော့ကြေညာပြီးသားပါကျောင်းသားလူငယ်များနေဆက်ရောက်သွားခြင်းကျောင်းသားလူငယ်များလက်နက်ကင်ပြီးတော့တိုက်ချင်တဲ့စိတ်တွေပေါ်လာခြင်းဟာအရင်နှစ်တုန်းကစစ်ဆိုးရအာဏာသိမ်းတဲ့ခါပြည်သူလူထုနဲ့ကျောင်းသားတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်လိုက်လို့ပဲဆိုတာကျွန်တော်တို့ပြောပြီးသားကိစ္စဖြစ်ပါတယ်ဒီတော့လက်နဲ့ကင်ပြီးတော့တိုက်ချင်တဲ့အင်အားစုတွေပေါ်လာတာဟာကျောင်းသားတွေကိုအပြစ်ဆိုလို့မရပါဘူးဒီလိုကျောင်းသားတွေနာကြီးအောင်လုပ်တိုက်တဲ့အဖွဲ့အစည်းတွေကိုသာအပြစ်ဆိုလို့ရပါတယ်ဆိုတာကျွန်တော်တို့ရဲ့ယုံကြည်ချက်ပါပဲဒါကြောင့်လက်နဲ့ကင်ကျောင်းသားများတောခိုကျောင်းသားများဟာကျွန်တော်တို့နီးတူဒီမိုကရေစီအတွက်တိုက်ခိုက်နေတဲ့ရဲဘော်ရဲဘက်များဖြစ်တယ်ကျွန်တော်တို့နဲ့နီးချင်းကတော့မတူပေမဲ့လည်းပါနိုင်ရင်ကတော့တူတော်မလို့မဟာမိတ်ပဲဆိုပြီးတော့စိတ်ထဲမှာလည်းထားပါတယ်ဘယ်တော့မှဒီကျောင်းသားများကိုလည်းမပြစ်ပယ်ဘူးဆိုတာဟာအဖွဲ့ချုပ်ကခံယူချက်တစ်ခုဖြစ်ပါတယ်ဒီအတိုင်းပဲဒီမိုကရေစီနိုင်ငံရေးလုပ်တဲ့အခါမှာတရားနဲ့တရားနားလည်မှုရှိဖို့လိုပါတယ်ကျမတို့အနေနဲ့တရားဥပဒေပေါင်းအတွင်းကလှုပ်ရှားနေပေမဲ့လည်းဒီလိုလက်နဲ့ကင်ပြီးတော့တိုက်ချင်တဲ့အင်အားစုများကိုနားလည်မှုရှိတယ်လို့လက်နဲ့ကင်ပြီးတော့တိုက်ခိုက်နေတဲ့အင်အားစုများကလည်းကျမတို့ဟာဘာဖြစ်လို့တရားဥပဒေပေါင်းအတွင်းကနေလှုပ်ချင်တဲ့စိတ်တွေရှိလဲဆိုတာကိုနားလည်မှုရှိဖို့လိုပါတယ်ကျမတို့အနေနဲ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်နိုင်ငံရေးအာဏာကိုလက်နဲ့အားကိုးနဲ့ယူခဲ့တာဟာ၃ကြိမ်တိုင်တိုင်ရှိသွားပါပြီဒီလိုလက်နဲ့အားကိုးနဲ့နိုင်ငံရေးအာဏာကိုယူတဲ့အစဉ်အလာကိုဖြတ်ချင်လို့တရားဥပဒေပေါင်းအတွင်းကနေပြီးတော့နိုင်ငံရေးပြောင်းလဲချက်တွေဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ကျမတို့ဆုံးဖြတ်တာပါအဲ့ဒီတော့ဒီကျမတို့ရဲ့ရည်ရွယ်ချက်ကျမတို့ရဲ့သဘောထားကိုလည်းနားလည်မှုရှိကြစေချင်ပါလေတရားပေါ်တရားနားလည်မှုရှိမယ်အမြင်ကျကျနဲ့ဆက်ဆံသွားမယ်ဆိုလို့ရှိရင်ဒီပါတီပေါင်းမြောင်များစွာကြားထဲမှာဘာပြဿနာမှပေါ်နိုင်ကြအကြောင်းမရှိပါဘူးတချို့နိုင်ငံရေးအဖွဲ့အစည်းများဟာကျမတို့အတွက်အင်တာမကောင်းသောမဟာမိတ်များဖြစ်ပါတယ်ကျမတို့ကချင်ပြည်နယ်စီယိုရင်ခီထွက်တယ်ဆိုလို့ရှိရင်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမဟုတ်ဘဲနဲ့ကျမတို့မဟာမိတ်အဖွဲ့ဖြစ်တဲ့ကချင်တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုရဲ့ပုဂ္ဂထအိမ်မှာပဲကျမတို့နေသွားပါတယ်အင်တာမပဲကျမတို့ပြုစုတယ်စောင့်ရှောက်တယ်မိမိတို့ရဲ့အဖွဲ့အစည်းအဖွဲ့ဝင်များကဲသို့ပဲစေတနာမေတ္တာထားပြီးတော့ဆက်ဆံပါတယ်အဲ့ဒီလိုဆက်ဆံနေဆိုတော့ကျမတို့အားလုံးဟာစိတ်အားတက်ရတယ်ဝမ်းသာရတယ်ဒီလိုတိုင်းရင်းသားလူမျိုးစုဖွဲ့စည်းတစ်ခုဟာမဟာမိတ်ကောင်းပြီလေကျမတို့ကြည့်ရှုတယ်စောင့်ရှောက်တယ်ကျမတို့ရဲ့စီယိုရင်ခီအောင်မြင်အောင်လို့အမျိုးမျိုးလုပ်ပေးတယ်စေတနာအပြည့်အဝနဲ့လုပ်ပေးတယ်ဆိုရှင်ဒီအဖွဲ့အစည်းအင်အားကြီးတာကိုဂုဏ်ယူပါဝတ်တာပါဒီမိုကရေစီဘက်အတွက်ဖြစ်ပါတယ်ဒီအဖွဲ့အစည်းတစ်ခုလည်းအတွက်မဟုတ်ပါဘူးဆိုတာနားလည်ပါကျမတို့အဖွဲ့ချုပ်ကိုထောက်ခံနေဆိုတာဟာအဖွဲ့ချုပ်အနေနဲ့ထောက်ခံတာမဟုတ်ပါဘူးပြည်သူလူထုဟာဒီအဖွဲ့ချုပ်ကဒီမိုကရေစီကိုရအောင်လုပ်ပေးနိုင်တဲ့အဖွဲ့အစည်းဆိုပြီးတော့ထောက်ခံတာပဲဒီမိုကရေစီရကျင်လို့ထောက်ခံတာပဲဒါကိုအားလုံးကနားလည်ဖို့လိုပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မတခါပြောရဘူးလားပြောခဲ့ဘူးပါတယ်ကျွန်မတို့အဖွဲ့ချုပ်ဟာဖျားတယ်တဲ့အခါညှမ်းဆင်တယ်လို့ပါပဲညှမ်းသဘောထားပဲကျွန်မတို့စိတ်ထဲမှာထားပါတယ်အသုံးဝင်ပြီးကျွန်မတို့ဆက်ပြီးတော့လုပ်သွားမယ်အသုံးမဝင်တော့ဘူးဆိုလို့ရှိရင်နောက်ဆုံးပေးဖို့ကျွန်တော်တို့နည်းနည်းမှဝင်မလေးပါဘူးဒီမိုကရေစီရပြီးတဲ့အခါဒီမိုကရေစီရပြီးတဲ့အခါလည်းဖြစ်ဖြစ်ဒီမိုကရေစီမရခင်အခါပဲဖြစ်ဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့တိုင်းပြည်အတွက်လူမျိုးအတွက်ဘာမှအကျိုးမပြုနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးပေးဖို့ဘာမှဝင်မလေးပါဘူးတခြားအဖွဲ့အစည်းများကလည်းဒီတိုင်းပဲစိတ်ထားနေကြပါလေကိုယ့်အဖွဲ့အစည်းကောင်းကျိုးရေးအတွက်မဟုတ်ဘူးကိုယ့်အဖွဲ့အစည်းအာဏာရရှိရေးအတွက်မဟုတ်ဘူးဒီမိုကရေစီလှုပ်ရှားမှုအောင်မြင်ရေးအတွက်တစ်ဖက်တစ်လမ်းကနေကူညီနိုင်အောင်လို့ဆိုပြီးတော့ဖွဲ့စည်းထားနေပါတယ်အဲ့ဒီလိုပဲအလုပ်လုပ်နေပါတယ်အချင်းချင်းစိတ်ဝင်ပွဲမဲ့ကိစ္စတွေတော့မလုပ်ကြပါနဲ့လို့ကျွန်မထပ်တလဲလဲမေတ္တာရက်ခံနေပါတယ်အခုဒီထဲမှာဆိုလို့ရှိရင်ကျောင်းသားလူငယ်အဖွဲ့အစည်းတွေလည်းပါပါတယ်ကျောင်းသားလူငယ်များဟာကျွန်တော်တို့တိုင်းပြည်ရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျောင်းသားလူငယ်အဖွဲ့အစည်းများနိုင်ငံရေးမှန်မှန်ကန်ကန်လုပ်သွားဖို့အင်တာမအရေးကြီးပါတယ်ကျွန်တော်တို့နိုင်ငံရေးသမိုင်းကိုပြန်ကြည့်လိုက်လိုက်မယ်ဆိုလို့ရှိရင်လွတ်လပ်ရေးကြိုးပမ်းတဲ့အခါကတော့ကျောင်းသားခေါင်းဆောင်များဟာအင်တာမစွန့်စွန့်စားစားကြီးဖြောင်းဖြောင်းမမှန်နဲ့လုပ်သွားကြပါတယ်အချင်းချင်းပုတ်ခတ်တဲ့တိုက်ခိုက်တဲ့ဆိုတာအင်တာမနဲပါတယ်အဲ့ဒီလိုညီညွတ်မှုအဲ့ဒီလိုသဘောထားကြီးမှုနောက်ပြီးတော့အဲ့ဒီအချိန်တုန်းကလည်းနိုင်ငံရေးအသိဉာဏ်ကျွယ်ဝမှုတွေကြောင့်မလို့ထိုစဉ်အခါကကျောင်းသားခေါင်းဆောင်များဟာနောက်ပိုင်းမှာလွတ်လပ်ရေးရအောင်တိုက်ပေးခဲ့တဲ့နိုင်ငံခေါင်းဆောင်များဖြစ်သွားပါတယ်ဒီအတိုင်းပဲအခုလက်ရှိကျောင်းသားလူငယ်များဟာနောက်တစ်ခေတ်နောက်တစ်ခါမှာနိုင်ငံခေါင်းဆောင်ကောင်းများဖြစ်ချင်တယ်ဆိုလို့ရှိရင်
ပထမဦးဆုံးကိုယ့်ကိုတယောက်နဲ့တယောက်ပေါ်မှာသဘောထားကြီးထားရမယ်စေတနာထားရမယ်မှန်မှန်ကန်ကန်လုပ်တော့ရမယ်ညီညီညွတ်ညွတ်လုပ်ဖို့ဥတည်ရမယ်နောက်တစ်ခေတ်မြန်မာနိုင်ငံကိုပြန်လဲထူထောင်နိုင်မဲ့စိတ်ဓာတ်တွေကိုမွေးမြူရမယ်ဒါကမုံမြတ်တဲ့ညှို့လင့်ချက်များရှိရမယ်ကိုအတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်တွေရှိရမယ်လူငယ်များလူငယ်စဉ်နာမည်ကြီးဖို့နေရာရဖို့မစဉ်းစားကြပါဘူးနာမည်ကောင်းရဖို့နေရာရဖို့ဆိုတာကိုအရင်ချင်းရှိလို့ရှိရင်အလိုလိုဖြစ်ပေါ်လာမှာပဲသမိုင်းကိုပြန်ကမ္ဘာသမိုင်းကိုပြန်ပြီးတော့လေ့လာလို့ရှိရင်အများလက်ခံပြီးတော့နာမည်ကြီးခေါင်းဆောင်များဟာဖြစ်ချင်လို့လည်းဖြစ်လာရတာမဟုတ်ပါဘူးမိမိတို့အရေးအချင်းအရာမိမိတို့လှုပ်ဆောင်ချက်အရာအခြေအနေအရသာဖြစ်ပေါ်လာတာပါအတင်းအကျပ်ငါခေါင်းဆောင်ဖြစ်ချင်တယ်ငါနာမည်ကြီးချင်တယ်ငါအာဇာနည်ကြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်ဖြစ်ချင်မှဖြစ်တာပါဒီတော့ကိုဟာနာမည်ကောင်းရချင်တော့ဤတစ်မျိုးပဲရှိတယ်မှန်မှန်ကန်ကန်လုပ်ပါကိုလုပ်သမျှကိစ္စများဟာမှန်ကန်ပါစေကိုလုံးသမျှကိစ္စများဟာတိုင်းပြည်ကျိုးတွဲဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တဲ့ကိစ္စများသာဖြစ်ပါစေ။ကိုအားနည်းချက်တွေကိုတစ်နေ့နဲ့တစ်နေ့ပြုပြင်ဖို့ကြိုးစားကြပါ။လူငယ်များဟာပြုပြင်နိုင်တဲ့အနေအထားအများကြီးရှိပါတယ်။ပြုပြင်နိုင်ဖို့နှစ်တွေလည်းတစ်ပေါင်းများစွာလည်းရှေ့မှာရှိပါသေးတယ်။ဒါကြောင့်အချိန်ယူပြီးတော့နုမယ်လေးတွေမဟုတ်ဘဲနဲ့တကယ်ကိုပြည့်ပြည့်ဝဝတိုင်းပြည်အကျိုးထမ်းဆောင်နိုင်မဲ့ခေါင်းဆောင်များဖြစ်ပေါ်လာရေးအတွက်အခုကနေပြီးတော့ကြိုးစားသွားကြပါ။ကျမတို့ကျောင်းသားများကိုအများကြီးအားကိုးပါတယ်။လူငယ်တွေရဲ့အင်အားကိုအားကိုးပါတယ်။ဘယ်ပဲစီယိုရေးခီးသွားကလေးတွေအများကြီးကျမတို့တွေ့ခဲ့ပါတယ်ဒီကလေးတွေဟာနောင်တိုင်းပြည်ကိုဥဆောင်ရမယ်လူတွေပဲဒီကလေးတွေကိုအခုတည်းကကျမတို့ပန်ကန်တဲ့လမ်းပေါ်ရောက်သွားအောင်ကြိုးစားမှနောင်ကြရင်တိုင်းပြည်တစ်ပြေလုံးဟာမှန်ကန်တဲ့နိုင်ငံရေးလမ်းပေါ်ရောက်သွားမှာဖြစ်ပါတယ်တော့အားလုံးကျမခြုံပြီးပြောရမယ်ဆိုရင်အခုချိန်အရေးကြီးတာဟာညီညွတ်မှုပါညီညွတ်မှုဆိုတာဗဇက်ကနေညီညွတ်မှုလို့အော်နေပြီးတော့တစ်ဖက်ကအချင်းချင်းသွေးကွဲမဲ့ကိစ္စတွေတော့လုပ်နေလို့မဖြစ်ပါဘူးဗဇက်ကညီညွတ်မှုလို့ပြောသလိုတကယ်ပဲအချင်းချင်းညီညွတ်မဲ့အလုပ်ငန်းများညီညွတ်မဲ့ဝါဒများကိုသာလိုက်နာကြပါဒါကျောင်းသားလူငယ်များကလည်းနောက်ခေတ်ကြလို့ရှိရင်တိုင်းပြည်အကျိုးထမ်းဆောင်မဲ့လူကြီးများဖြစ်လာအောင်လို့ကြိုးစားကြပါလို့ကျွန်တော်မြတ်တရားခံနေလို့ချုပ်ပါ